အဲစောက်ပြဿနာတွေဖြစ်လာမှာဆိုငါအစာတွေကကြိုပြီးတိပြီးသားတိလားငါမရှုပ်ချင်ငါပဲငါအေးဆေးပဲနေခြင်းလေဘာမင်းပြောတာငါတချင်းက82နာရီပဲခံမေးရငါလက်ခံပြီးတယ်ငါတချင်းကအရင်ကောင်းနေအောင်ပေါ့ငါကိုလည်းငါတိတယ်ငါစထုတ်တာတဲ့ကောင်ငါတိတယ်ကွာငါတချင်းက perfect ဖြစ်နေတာမဟုတ်ငါတချင်းက line မှာတင်ပြီးငါဆောင်းရဲကောင်းပါတယ်ငါ artist တယောက်ပါအဆိုတော်တယောက်ပါငါပြောနေတာမဟုတ်ဘူးတိလားပထမဆုံးလို့ရတခုကွာအမားတွေအများကြီးရှိရကွာငါ့တိတယ်နောက်ထပ်အမားတွေနဲအောင်ငါပို့ပြီးတော့ဒီချက်ပို့ကောင်းပြင်ဆင်မှုဆိုငါတွေးတာဒီလောက်ပဲမင်းလည်း music တချင်းတို့ reaction လုပ်နေတဲ့လူတယောက်ကွာမင်းအုံတော်လည်းပါရှိတင်တာပါဟုတ်တယ်မလားငါပြောတာမင်းထင်ရပါတချင်းက TikTok မှာကပြမှာ TikTok မှာပေါက်မှာမင်းရပါတယ်တချင်းကပေါက်တယ်မင်းထင်နေရတာမှားပါမယ်ငါ TikTok မှာမတင်ဘူးငါ YouTube မှာပဲတင်တာ TikTok မှာငါအတူလေးပဲတင်တာ45စက္ကန့်ပဲတင်တာသဘောပေါက်လားမင်းနားလေဖို့လူတွေဗလိန်းတို့ရလက်ခံတို့ရဗလိန်းနဲ့ဆိုတာအကြောင်းပြချက်အများကြီးရှိတယ်နော်မင်းတချင်းမကောင်းဘူးလားမကောင်းတဲ့နေရာပြလေဘေးနေရာဘလို့ဖြစ်သွားလဲကာယံဘလို့လွဲသွားလဲဘလို့ချိတ်ထားတာလဲမင်းအကြောင်းအရာဘေးဘက်ဦးတည်တာမင်းပြောလေဒါမင်းပြောနိုင်ရမယ် music reaction လုပ်နေတဲ့တယောက်ဒါမှငါပြန်ပြင်လို့ရမှာလေဟုတ်တယ်မလားထိုင်ပြီးမှဟိုတချင်းကဟိုလိုဖြစ်တယ်ဒီဟာမင်းမရပါမင်းနဲ့ကြီးပဲbro ဟာရမင်းဆောင်ရမှာအဲ့ရတကယ်မှားပါတိလားငါပြောတာမင်းနည်းနည်းပါအုံနောက်နဲ့စဉ်းစားကြည့်ပေါ့ကွာသိရမလားကဘာကြီးကမင်းအကြီးပဲကွာမင်းတခြားမင်းမျက်လုံးကိုဖွင့်ပြီးနှစ်ဖွဲ့ဖွင့်ပြီးတော့တခြားအမြင်ကျဲပြီးကြည့်ကြည့်ပေါ့ကွာသိရမလားလောကကြီးမှာဘာတွေဖြစ်နေလဲဆိုတော့အရန်ကိုတစ်ဖက်ဆောင်းပြီးတွေးမနေနဲ့အပြာမောင်းအောင်သိလား